ဘောကမှဒီလိုတကယ်ချင်း၃မျိုးပဲလိုအပ်တယ်ဗျပထမဆုံးတစ်မျိုးစီကျွန်တော်တို့မှားနေခင်ကျွန်တော်တို့လောက်တာတွေလွဲနေအားမနာနဲ့ထောက်ပြနိုင်ပြီးတော့ကျွန်တော်တို့အကျိုးအတွက်အမုန်းခံပြောနိုင်တဲ့တကယ်ချင်းမျိုးအရင်ရှားတယ်အများစုကအသင်းပိန်းသက်ပြီးမဲ့ကောင်းတယ်ဒုတိယတစ်ချက်ပြီးကျွန်တော်တို့ရဲ့ခံစားချက်တွေကျွန်တော်တို့ရဲ့ insecurity တွေကိုဖွင့်ပြရင်ဖွင့်လို့ရတဲ့တကယ်ချင်းကျွန်တော်တို့ရဲ့အားနည်းချက် insecurity တွေကိုကျွန်တော်တို့ကောင်တာလုပ်ဖို့အတွက်မသုံးဘူးကျွန်တော်တခြားသူတွေပြန်လဲဖြန့်ဝေဖို့မလုပ်ဘူးဆိုတဲ့ယုံကြည်စိတ်ထားတဲ့တကယ်ချင်းတတိယတကယ်ချင်းကကြတော့ကျွန်တော်တို့အခက်အခဲပစုံတွေကကြုံလာည3နာရီဖုန်းဆက်လို့ရောက်ပါရင်ငါတော့ဒီမှာဒါပြဿနာလေးတက်နေတယ်ဆိုရင်တာကြီးမင်းပမာလဲလို့ပြောပြီးထားလိုက်လာတဲ့တကယ်ချင်းမျိုးပဲကျွန်တော်တို့